စကိုင်းငလင်ကြီးတလားပြည့်ခဲ့ပြီဖြစ်တော်လဲငလင်တန်တဲ့ပြည်သူများထိရောက်သောအကူအညီများမရဘဲကိုထူကိုထားဖြင့်သာရှင်တန်ရက်တည်နေရမြန်မာနိုင်ငံတွင်မတ်လ28ရက်နေ့ပြင်းအား9.9ဖြင့်လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးတလားပြည့်ခဲ့ပြီဖြစ်တော်လဲငလင်တန်တဲ့ပြည်သူများထိရောက်သောအကူအညီများမရဘဲကိုထူကိုထားဖြင့်သာရှင်တန်ရက်တည်နေရကြောင်းစကိုင်းနှင့်မန္တလေးဒေသပြည်သူ20ဦးကဖြေဆိုကြသည်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သည့်စကိုင်းငလင်ကြီးကြောင့်မန္တလေးနှင့်စကိုင်းမြို့မှာပျက်စီးမှုအများဆုံးမြို့နှစ်ခုတွင်ပါဝင်ခဲ့ပြီးတေဆုံးသူလည်းများပြားခဲ့ကြောင်းမြို့နှစ်ခုလုံးတွင်အိမ်ပြိုကျပျက်စီးမှုများပြားခဲ့သည့်အပြင်မပြိုကျခဲ့တော့လဲနေထိုင်၍မရဖြစ်ခဲ့ရသောနေအိမ်နှင့်အဆောက်အအုံများစွာရှိကြောင်းငလျင်လှုပ်ခတ်ခဲ့မှုတလားပြည့်ခဲ့တော့လဲလက်ရှိအချိန်ထိစကိုင်းနှင့်မန္တလေးမြို့နှစ်ခုစလုံးမှာပုံမှန်အခြေအနေသို့ပြန်မရောက်နိုင်သေးပဲအပြက်စီးအပြိုပြက်များရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်စကိုင်းမျိုးကတေးသေးလေးလေးပေမဲ့ငလျင်ကြောင့်ပျက်စီးမှုကမြို့ပေါ်မှာဆိုရင်80%သောနေအိမ်အဆောက်အအုံတွေထိခိုက်ပြိုကျပါတယ်မပြိုဘူးဆိုတဲ့အိမ်တွေကလည်းရိုင်သွားတာဖောင်ဒေးရှင်းထိသွားတာတွေကြောင့်နေမရတော့ပါဘူးအိမ်ပြိုပြက်တွေလည်းကိုဟာကိုပဲဖျက်ရပါတယ်ရှင်းလင်းရေးကိုယ်တိုင်ပဲလုပ်ရပါတယ်အကူအညီဆိုလို့ငလင်လှုပ်တဲ့အချိန်တုန်းကရက်ွက်ယုံကပေးတဲ့တောက်ရည်တန်9ကပ်ခေါင်းဆွဲ6ထုတ်ဆိုလာဓာတ်မီးတစ်ခုထမင်းထုတ်9ရခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းတော့ရက်ွက်ယုံကအိမ်ပြိုစရင်ဆိုပြီးခဏခဏလာကောက်တယ်စရင်သာကောက်တယ်ဘာမှလည်းကူညီမပေးပါဘူးငွေကြေးလည်းဘာကူညီမှမရပါဘူးအိမ်လည်းပြန်မဆောက်နိုင်ပါဘူးကံကောင်းတာကမိသားစုအားလုံးအဖိတ်အစင်မရှိလို့အစိုးတဲ့အကောင်းလို့ပဲပြောရမယ်ဟုစကိုင်းမြို့ဇေယျကွက်တိတ်ရက်ကွက်တွင်နေထိုင်ပြီးငလျင်ကြောင့်နှစ်ထပ်တိုက်ပြိုပြက်ခဲ့သည့်အိမ်ပိုင်ရှင်တဦးကဆိုသည်မန္တလေးတွင်လည်းစကိုင်းငလျင်ကြီးကြောင့်နေအိမ်များထိခိုက်ပျက်စီးမှုများပြားခဲ့ကငွေကြေးတက်နိုင်သောစီးပွားရေးသမားများနှင့်လုပ်ငန်းရှင်များချမ်းသာကြွယ်ဝသူများမှာမြို့ကိုစွန့်ခွာသွားကြပြီဖြစ်ကြောင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာတလကြာမြင့်တော်လဲအပျက်စီးအပြိုပြက်များရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်းအထူးသဖြင့်ငလျင်ပြိုပြက်များတွင်ပိုင်ဆိုင်သောပစ္စည်းဥစ္စာများပါသွားခဲ့ကြောင်းကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ကိုင်သောစစ်တပ်မီးတပ်နှင့်စီပင်တို့ကရှာဖွေတွေ့ရှိသောပစ္စည်းများကိုယူဆောင်ထားပြီးပြန်လည်ပေးဆောင်ခြင်းမရှိဟုဆိုကြသည်စကိုင်းပြည်လာမှာမိသားစုရဲ့ပိုင်ဆိုင်မှုယတနာတွေနဲ့စိန်ကြောက်စိမ့်တွေမီးတပ်နဲ့စစ်တပ်ကတွေးတော့ရက်ပိုင်းလောက်ကြာရင်ပိုင်ရှင်စီစစ်ပြီးပြန်ပေးမယ်ထင်ခဲ့တာအခုတလားပြေသွားတော့မိသားစုဝင်တွေရဲ့မှတ်ပုံတင်တကောင်စရင် passport တွေပဲပြန်ပေးတယ်ယတနာစိန်နဲ့ကြောက်စိမ့်တွေပြန်မပေးဘူးလိုက်မေးတော့လဲဟိုလွဲချဒီလွဲချဖြစ်နေတယ်အကူညီရဖို့နေနေသားသားကိုပိုင်တဲ့ပစ္စည်းတောင်ပြန်ပေးပါမလားစိုးရိမ်နေရတယ်မိသားစုတွေလည်းအချိန်မီမကယ်နိုင်ခဲ့လို့ဆုံးပါခဲ့ရတယ်အခုတခါမိသားစုပိုင်တန်ဖို့ရှိယတနာတွေလည်းပြန်မရဘူးဟုစကိုင်းပြည်လာတွင်မိသားစုဝင်များဆုံးပါခဲ့ပြီးယတနာများပျောက်ဆုံးခဲ့ရသည့်အိမ်ပိုင်ရှင်တဦးကဆိုသည်အလားတူပင်စကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့်လူဦးရေရာကြီးသေဆုံးခဲ့ရသောအမရပူရမြို့နယ်ဘုံဝိုးကျေးရွာတွင်လည်းပြည်သူများမှအကူအညီများလိုအပ်နေကြောင်းငလျင်လှုပ်ခတ်ခဲ့သည့်အချိန်ကစားနပ်ရိက္ခာရေဆေးဝါးများလာရောက်လှူဒန်းတော်လဲနောက်ပိုင်းတွင်လှူသူလည်းမရှိတကယ်သို့နေအိမ်များပြန်လည်တည်ဆောက်ရေးအပါအဝင်ပြန်လည်ထူထောင်ရေးအတွက်အလွန်အခက်အခဲဖြစ်နေကြောင်းသိရှိရသည်ငလျင်လှုပ်ခတ်ပြီးချင်းကတော့လာကြတယ်အများကြီးပဲရေဆေးဝါးစားနပ်ရိက္ခာလာလူကြတယ်ရွာပေါ်လုံးကွင်းထဲမှာတဲတွေထိုးပြီးနေကြတာပေါ့အခုတော့အလှရှင်လည်းတိတ်မရှိတော့ဘူးလူတွေကတော့ပြိုပြက်သွားတဲ့နေရာတွေမှာပြန်နေတာလည်းရှိတယ်တချို့လည်းအခြားနေရာတွေရွှေ့ပြောင်းကုန်ကြတယ်အကူအညီကတော့ငလျင်လှုပ်တုံးကစားစရာတောက်စရာကလွဲရင်အခုထက်ထိတော့ဘာမှမရဘူးရွက်ဖြင့်တဲလေးတွေလည်းရလိုက်တာရှိတယ်အဆိုးဆုံးပြိုတာကဗလီမာဝတ်ပြုတဲ့အချိန်ပြိုကျပြီးဆုံးကြတာပါမိသားစုတွေမှာအိမ်အောင်ဦးစီးအမျိုးသားတွေဆုံးသွားကြတာများတော့ပိုဒုက္ခရောက်ကြတယ်ဟုအမရပူရမြို့နယ်ဘုံဝိုးကျေးရွာမှကျေးရွာအုပ်ချုပ်ရေးအဖွဲ့တဦးကရှင်းပြသည်မန္တလေးမြို့မှလူငယ်တဦးကမူငလျင်လှုပ်ခတ်ပြီးနောက်မန္တလေးတွင်အလုပ်အကင်ရှားပါမှုနှင့်စီးပွားရေးလုပ်ငန်းများပြန်လည်ပတ်နိုင်ခြင်းမရှိတော့သည့်အခြေအနေရှိနေသည်ဟုဆိုသည်မိုး
အလုပ်တွေရှာမရဘူးငကိုငလင်မလုပ်မီကအလုပ်ကင်ကုမ္ပဏီတွေလည်းတချို့သာပြန်ပြီးလဲပတ်တဲ့အများစုကမလဲပတ်နိုင်သေးဘူးဘာလို့ဘာကင်ရမှန်းမသိဘူးအလုပ်မရှိဝင်ငွေမရှိတာကအစိုးဆုံးပဲပြန်လဲထူထောင်ရေးအတွက်ကအလုပ်နဲ့ဝင်ငွေအရေးကြီးပါတယ်ဟုမန္တလေးမှာစေးကုမ္ပဏီအယောင်မြင့်တင်ရေးလုပ်ကင်ခဲ့သူလူငယ်ကဆိုသည်စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးသည့်တိုင်ပြည်သူများပြန်လည်ထူထောင်ရေးခက်ခဲမှုများနှင့်အတူရင်ဆိုင်နေရသည့်အဓိကပြဿနာမှာစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနှင့်ငလင်ထက်မှန်လှုပ်ခတ်မည်ကိုစိုးရိမ်သောစိတ်တန်ရာဖြစ်ကြောင်းစကိုင်းနှင့်မန္တလေးမှပြည်သူများအားလုံးကတူညီစွာပြောဆိုကြသည်နောက်ဆက်တွဲငလင်တွေကလည်းခဏခဏလှုပ်တော့အိမ်ထဲဝင်မနေရဘူးအိမ်ထဲမှာဝင်အိပ်ရင်ငလင်လှုပ်ပြီးထက်ပြိုကြမယ်လို့အမြဲတွေးနေတယ်တိုက်တွေနားဖြတ်လျှောက်ရင်လဲငါအပေါ်ပြိုကြမယ်ဆိုတဲ့စိတ်မျိုးဖြစ်နေတယ်ဟုစကိုင်းမြို့တွင်ဖုန်းရောင်းအိမ်ဆိုင်ပြိုကျပျက်စီးခဲ့ရသည့်ဆိုင်ပိုင်ရှင်တဦးကရှင်းပြသည်မန္တလေးမှာအိုးဝေဆိုင်ကတက္ကစီဆွဲသူအမျိုးသားကြီးတဦးကလည်းငလင်ထက်မှန်လှုပ်ခတ်မိကိုစိုးရိမ်ပြီးလူမှုကွန်ရက်များတွင်မန္တလေးသည်ငလင်ကျောတွင်ရှိနေသည်ဆိုသော post များငလင်ကြီးထက်မှန်လှုပ်ခတ်မိဆိုသောရေးသားချက်များတွေ့တိုင်းနေအိမ်မပြန်လိုကြောင်းပြောဆိုသည်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံတွင်လူဦးရေ4000နီးပါးသေဆုံးခဲ့ရကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည်